တာပါဟေးဆိုရဲ့ official channel ကနေကြိုဆိုလိုက်ပါတယ်ဟေးဆိုဒီနေ့မှာတော့ဒီ anomaly game ကိုဆက်ပြမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဟေးဆိုရဲ့ channel လေးကို like subscribe လုပ်ပြီးတော့ဟေးဆိုရဲ့ video လေးကိုအဆုံးထိလိုက်ကြည့်လိုက်ရအောင်အားလုံးပဲ let's go အားလုံးပဲကြပါဦးဟေးဆိုအိမ်မှာလေးပတ်ဆက်ခိုးမိလို့ဒီမှာလေးအလုပ်လာလုပ်နေရတယ်ကြပါအောင်ရှင်နောက်ခါပတ်ဆက်မခိုးတော့ပါဘူးတောင်းပန်ပါတယ်ကဲဒါဆိုဟေးဆိုရဲ့ဆိုင်လေးကိုသွားပြီးဖွင့်မယ်ပေါ့နော်ဟေးဆိုဆိုင်ဖွင့်မယ်ဆိုတော့ဒီမှာနောက်ကနေဝင်ရမှာပေါ့နော်နောက်ကနေဝင်မယ်တကား okayအဆုံးဝင်မယ်သူအထဲဝင်ခြင်းမလေးမီးပွင့်သွားတယ်အမသူ့လိုမီးပွင့်နေပြီးတော့တခါလေးကိုပိတ်ပြီးတော့ပြီးကြဆိုင်မှာရှိတဲ့ခရုတ်ပြင်လေးဖွင့်နေပေါ့နော်ဒါပေမဲ့ဆေးစွားကြကြော်လိုက်တယ်ကွယ်ဒါရီကတိပြီးသားရင်မို့လို့မီးပွင့်မယ်ပြီးကြရင်တကားဆောက်ဖွင့်ပါပြီကဲဟေးဆိုရဲ့ဆိုင်ကြီးကဆောက်ဖွင့်ပါကျမဒီနေ့ကစပြီးတော့ပေါ့နော်ကျမရီမန်းချက်ကိုတောင်းတင်ဖို့တော့မှဖြစ်ပါတယ်ကျမရီမန်းချက်ကပါလေဆိုယောက်ျားယူဖို့ပါခဏနေပါဦးရှင်တော့ဒီနားမှာစောက်မရှိပါဘူးလို့ဖို့ဒီဆောင်ကြည့်ဒီနားရောက်နေလူဆောင်လိုက်ပါဦးမယ်ကဲလူဆောင်မယ်ဆိုတော့တချင်းဆိုပြမယ်လူဆောင်ရင်းနဲ့ချစ်ခဲ့ဘူးလားဖြေပါဝိုးမင်းနေကရာကိုမြင်ချင်လိုက်တာတော်တရေလားလူလားမသိခဏကြည့်လိုက်အောင်မယ်သူကလူလားတရေလားငါလည်းမသိဘူးတော့ဟဲ့ဘယ်လူပဲနေမှာဒါဆိုရအောင်ကောင်းမမရအောင်ကောင်းမဒီကဘာရောဖွင့်ကြည့်လို့ရတယ်ဒီထဲမှာလည်းဘာမှမရှိဒီကဘာလဲအမစင်းလားမသိဘူးတော့ပြီးတော့ရောင်းလိုက်တော့မယ်လားဆိုမတက်နိုင်တော့လူလားတရေလားငါလည်းမသိဘူးသူမလားဆိုတာတခုနဲ့ဒီရှိုးအမတခုပေါ့နော်ဒါဆိုစပြလုပ်ပြရမယ်ပတ်စံနေရကြပါလေโอเคဒီမှာဒါနမ်းများပေါ့နော်နမ်းများကိုယူမယ်နမ်းများကိုယူပြီးဒီစပွဲပေါ်တင်မယ်တင်ပြီးဘွားနဲ့ကျမရဲ့အချစ်တွေကိုထည့်ပါမယ်ပြီးကြရင်ချစ်တွေကိုထည့်မယ်ပြီးကြရင်တော့ဒီမှာပေါ့နော်နောက်မှာအဲ့ဒါဘာလဲတော့ငါလည်းမသိဘူးထည့်မှာပဲသွားဆရာချုပ်တွေထည့်ဟဲ့ဘာဖြစ်တာလဲဟဲ့လောက်ကြပါဦးဟဲ့လိုင်းကြပါလားဟုတ်ပါဘူးမဟုတ်ဘူးဟာဒီဂိမ်းနဲ့လောက်တာဟာနော်အဲ့ဆိုဒီမှာဒီရွက်ဆုံးထည့်ပေးလိုက်မယ်ရော့ဒီမှာရော့ဟောဒီမှာအသားကြံသေးတယ်အသားမရှိဘူးဖြစ်နေတာအသားလီးရအောင်မယ်ဒါလီးမယ်မြန်လီးပါဟာကြားလိုက်တာဟဲ့ဆင်းရတယ်ကြာကြီးဆိုမဆောင်ချင်ဘူးကဲရပြီဒါဆိုဟိုဘက်မှာအသားသွားယူမယ်အသားရော့ဒီမှာထည့်ပေးလိုက်ပြီနော်ကဲဒီမှာလိမ့်မယ်ကဲရပြီအော်မင်းနေနောက်မှာဆိုလာကြံသေးတယ်ချွေအဲ့ဒါဒီမှာဆိုလာရဒီမှာအဆိုလာဟုတ်တယ်နော်ဒါဆိုလာဟိုးစားနဲ့မှားနေတာခေရပြီနောက်လဲလာအပြပါအောင်ရှင်းမအပြတော့မြခွက်တီးပဲပြည့်ရိုက်မယ်နော်ဟေးဆိုကလေတခိုင်ကြရင်လေအဲ့လိုတရေပိုင်လာရင်လန့်တယ်လို့ဟဲ့ဒုက္ခပဲဟိုမှာဘာကြီးရောဆင်းရတယ်ငါတရေကိုမရောက်မိသွားကြီးဟေးငါလေတီချမကြည့်ပဲနဲ့ရောက်မိလေဒုက္ခပဲငါတရေကိုမရောက်မိကြဟာအဲ့ဒါတရေကြီးအလူမဟုတ်ဘူးတရေဟဲ့ခဏနေပါဦးဟဲ့ဟိုတုံးရပါရောဟဲ့ငါဆိုင်ရှင်းမှာဘာတုံးရောက်နေခါငါသွားကြည့်လိုက်မယ်ပြင်ထွက်ပြီးတော့သွားကြည့်လိုက်မယ်ပေါ့နော်မြင်တော့မယ်ဟဲ့အမလီငါဆိုင်ရှင်းမှာဘလို့လာလို့မရတော့ကိုကြီးအမလီနေပြီးအောင်ဟဲ့အော်တန်းငယ်ရွယ်နဲ့ကြည့်ပါဦးဟဲ့ပိုလီယိုကြောလိုက်နေတာတနာပါရဲ့သူခင်ဗျာဟာနေပါကိုအမလီကျမဆိုင်ရှင်းမှာတော့ဘာလာလို့မရတော့ရပြီတော်ပြီနင်းလားဟာနေအကိုရဲ့အခုရဲကျမအရင်တနာဝါယူပဲပြဆိုအခုအဲ့လိုငယ်ရွယ်နဲ့ပိုလီယိုလိုက်နေဆိုတော့လေရောအခုတနာလူကျမမရအောင်တော့ဘူးနော်ဘိုင်ဘိုင်အမလေးပြောတော်သေးတယ်သူပြန်သွားလို့မဟုတ်ငါတော့တက်ထွက်မှာပဲဟဲ့ဒါသူရုံအမလေးဦးလေးရီခဏနေအောင်ရှင်းကျမမယုံကျမစစ်ကြည့်အောင်မယ် CCTV ကနေကြည့်မယ်ပေါ့နော်အမလေးဦးလေးရသူရဲ့ချစ်စနီးလေးပါခေါ်တာလားတော့ကျမကိုအမလေးဦးလေးရီဒီလိုမျိုးလာလို့မရအောင်နော်အမလေးဦးလေးရသူရဲ့ချစ်စနီးခေါ်လာတော့ငါ့ကိုမပြောဘူးချစ်စမ်းအမလေးဦးလေးဒီလိုမျိုးကျမဆိုင်ရှင်းမှာလာလို့မရအောင်နော်ဦးလေးသွားလိုက်တော့ပြန်လိုက်တော့နော်ဘိုင်ဘိုင်ဒီကိန်းရလေးလုံးဝအဆုံးမရှိဘူးတလားကိုနိုင်အောင်ဆော့မှာကိုရက်တည်းအများကြီးဖျက်အောင်ဆော့မှာပေါ့နော်ဒါပေမဲ့ဟိဆိုအဲ့လောက်ထိမဆော့နိုင်အရင်ညမ်းနေဒီကိန်းကနေမနာညမနာဆော့မှာဒီကတော်ကြတယ်ဒီကိန်းကပြီးဖို့ဆိုတာမဖြစ်နိုင်တဲ့ကိန်းပေါ့နော်ဒီကိန်းကကဲတော်ပြီစီးဆက်ရအောင်မယ်ပေါ့နော်ဒါပေမဲ့ဟိဆိုတခုမှထားချက်ရှိပေါ့နော်ဟိဆိုတင်းနေလန့်ပြီးတော့အော်တက်ကျင်းရှိရပေါ့နော်အားလေနေခွင့်လို့ပြကြပါအခုဘာဖြစ်နေလဲမသိသေးကြပါဘူးမလေးဟဲ့အရှင်မဘာကြီးလုံးနေမေးလေဟဲ့လုံးကြပါအောင်အရှင်မငါ့ကိုလာကပြနေဟဲ့အရှင်မဆိုင်ရှင်မဘာကြီးလာလုံးနေရတော့မရဘူးအဲ့လိုကားလို့နော်ပြန်လိုက်တော့ဟဲ့ဒီလုံးမဟဲ့မရပါဖြစ်တာတော့စမ်းတီးပဲဟဲ့မင်းပြသွားပြီလုံးကြပါအောင်ကြည့်ကြပါအောင်ဟဲ့ဗမိုင်းမီဟဲ့ဒုက္ခပဲဟဲ့ငါဟာကုန်းမီအမလေးကုန်းမီငါဟဲ့ဖြစ်စီရောအကွဲကုန်ပြီဟဲ့လောက်ကြပါအောင်မတူလာလို့ဟဲ့လောက်ကြမစီတီဗီကကြည့်လို့မရတော့โอเคကြပါအောင်ဟဲ့ဘလို့ဖြစ်သွားတော့ငါထင်တော့ဒီခုကောင်လေးကြောင့်ထင်နဲ့ရှေ့ကောင်လေးကြောင့်ထင်နဲ့အဲ့လိုဖြစ်သွားတာသူ့ကြောင့်ကြီးစန်းငါဆိုင်လာပြသွားညမရမ်းနိုင်တော့ပြန်လိုက်တော့မလေးငါဆိုင်လာပြဖြစ်စီနေရတရေဆိုတရေနာတရေပြအမလေးနောက်ခံတလုံးနဲ့မလာနဲ့လာလည်းမလောင်းနဲ့မလာနဲ့တော်ပြီအမလေးငါကြောက်လို့မလေးခါနေပေါင်းတခါပြန်ဖွင့်ရအောင်မယ်
怎么三亚了多少吧？你们没变的不能这么把我们那么可能是那边混进来不来的。哎，压的 OK。到底路么好人啊？没变到也嘛你呀嘛。家园上话嘿，别看他上话了，到家里哎，干什么还白用？嘿，我话你出家了嘿，多用是几多么？我话你出家了，来么小鬼呢？嘿，白骗两多。嘿，没变，还能啊？CCTV 机两么动啊么电脑3D 了3D呗。嘿，那边没事明白了，我们那边是喂。嘿，那边是妈爷先俺阿听么啊？我妈爷妈那边呀，妈就。刘家宝是一位黑给家宝三位他们平啊都不如老阿妈嘞，给家宝你还有，还能啊边你出去没不喏？那边你多进来没？你都来几几年嘛？俺边没路，不如帮来说了。嘿，没变，嘿那边有就嘿那边，嘿走呀一节，嘿打不一片呀喽，嘿打那地下呼的野咖喱，的野咖喱，干嘛的样的做来做啊？哎，没变，阿妈哩，俺走了，阿妈哩每家那么用一家，阿妈哩，妈耶，怎么才是嘛？俺没有，俺没有干的，怎么走路多比，阿妈哩明明被他们，阿妈哩俺的看嘛，梦想看没有到，这夜里那边对，你还得夜放松，还得夜放松呢。怎么？得弄吧嘞，路阿老弟们吵架吧呢，不如路耶，多走路吧，不让打路耶，阿妈哩，然后吵架了，说得夜的搞没得搞，阿妈哩多是人间，哪里碰起来，阿妈多路没把握。多的也那路上俺们都有很俺对上面记得不看懂啊 CCTV 记者呢 CCTV 买来把俺们保CCTV 买来么保俺不如老买都卡呗想俺买了苗了哎想来把们hem 在哪呢多那他们没养我的OK 没呀没多说俺们的苦难的那也当那不拿多你们里头比不拿的要你们不散呢，收到吧把你的哈都收到吧不要嘛。OK，呀没，到时候那上面要你们南呀，需要你们他把你们的弄死了吧了。啊，什么要你听呢？俺听了，打吧呗，俺们的听没过呢？你们第一个特别没有，第一个搞了他的，真的好了他们的，要你们打，你们路边没？那的苦要一看懂，那嘛收了多远呢？收了有啊没收了。OK 呀比လေငါ့အမြတ်တူပါလေဖိတ်တာစတိုင်နဲ့ငါဆိုင်မှာလေမုန်းတာစားတယ်ငါ့ဦးလေဒီမှာကျုံရုပ်တဲ့ပုံကကျုံနောက်ခါမလာနဲ့တလားနင့်ကမရမိတော့တော့ပြီငါ့ရဲ့တာရှာမရနည်းနည်းရရတော့မဟုတ်နနာဘဝဒီပါငါ့ကိုလာပြီးတော့အမတရေဒီပါလာပြီးငါ့ကိုအားပြီးဟဲ့ဘာယုံဟဲ့မေးပြုံးအောင်မခေါ်အောင်မကျင်းအမလေးလမ်းလိုက်တာအမလေးနေမေဟဲ့ငါကြောက်တယ်လုံးကြပါအောင်ငါနည်းနည်းအမေကိုအမလေးကိုရဲ့ချောလိုက်တာမကျင်မွေးနဲ့ပတိုင်းမွေးနဲ့ခါနဲ့ကိုစစ်ကြည့်အောင်ကိုကလူလာတဲ့ရဲလားဟာအကွာ justin မိပါပဲဟာ justin မိပါနဲ့တူတယ်ဟောမလေးကိုရဲ့မစိမွေးနဲ့ပတိုင်းမွေးနဲ့ကြိုက်လိုက်တာရှင်ကျမရဲ့အနာကတူလောင်းဖြစ်မဲ့ရုပ်လေးကိုကအရင်ချောလို့မဟုတ်တော့ရမရမယ်နော်ကျမတော့တရေမချောင်းနဲ့ကျမကြောက်တတ်တယ်ကျမတဲနှုတ်လို့ရဒီမှာကျမရဲ့အတဲဒါကျမရဲ့အမြင့်ရဒီမှာကျမနှလုံးသားကျမအကုန်လုံးထည့်ပေးထားတယ်အခုတော့ဆိုကျမအကုန်လုံးပြင်မယ်ရဒီမှာခန္ဓာကိုယ်ပဲယူပါရှင်ဇေယျရှုပ်လို့ Okay ကိုကဘယ်နှခုလဲဆိုနှစ်ခုပေါ့နော်သူရှောမနှစ်ခုဝင်မှာသူကကဲရဒီမှာနောက်တစ်ခုကျေးဇူးတင်ပါတယ်ကိုရဲ့နောက်လေးလာပြအားပြပါကိုရုပ်ပြီးမြင်ရတာကျမအရင်စိတ်ချမ်းသာသွားလို့မဟုတ်ကျမဒီမှာတရေနဲ့စိတ်ရှုံနေပြီတော့ကြောက်လို့ဒီမှာတရေနေရမှာမေဘီယောဘာရှိလဲဘာမရှိရောဘောနော်ကျမဖားဆက်လို့မလဲဆိုတော့နည်းနည်းအဲ့လိုခိုးလိုက်ရှာတယ်မဟုတ်တရေနဲ့တွေ့မှာဆိုလို့တရေရနေရဘာလို့မရှိတဲ့ဟာမင်္ဂလာပါကိုအခုကျွန်တော်တည်ရဲ့ကိုကျွန်တော်လေတရေ6တက်လိုက်အရင်တခါတော့ဒါပေမဲ့သူတရေနဲ့လူလာတော့ငါလည်းမသိရောမိနေပြီရောတော့ပြပြနေမတက်နိုင်ပေါ့တရေဖြစ်လူဖြစ်ငါလည်းမတက်နိုင်တော့ဘာဖြစ်မလဲမသိဘူးမှန်လားခါတော့ဒီမှာကြည့်ရမယ်သူတရေဆိုရင်ဒီရရက်ထွက်လာမှာပေါ့နော်တရေမဟုတ်တော့မထွက်ဟုတ်တယ်ဟဲ့သူကတရေမဟုတ်ဘူးဟဲ့ဒုက္ခပဲငါတို့တည်တော့မှာပဲမလင်ငါလူမဝပြီးငါတရေနဲ့လုံးနဲ့မတော့တာဟေးခဏကြည့်ရအောင်မယ်ဘာမှတော့မရှိတော့ရှင်းသွားပြီဘောနော်သူပြန်သွားပြီထင်တယ်အမေဟိုမှာလူတယောက်လာပြီးအဲ့ဒါဘာကြီးရောခါငါသူ့နီးတဲ့ကြည့်မသူ့ရုပ်ကဘယ်လိုလဲဟုတ်မောင်ငါသူ့ရုပ်ကိုမြင်နီးတဲ့ကျင်လဲငါ့ကိုတခုခုလုံးမှာဆိုလို့ခါည CCTV ကနေကြည့်မယ်တော့ဘာဖြစ်မလဲတရေလားလူလားဟဲ့သူမျက်နှာရတခုခုပဲထူးဆန်းနေဟဲ့သူမျက်နှာယူမျက်နှာဖုံးဆွလိုက်တာငါတွေ့ရခွင့်ရတော့တရေလားမသိမြင်ပင်အမလေး
ငါကြောက်ပြအမလေးအဲ့ဒါတရေဟုတ်တာပေါ့ငါတိတယ်အမမျက်နှာဖုံးချလိုက်ရငါခုငါတွေ့တယ်အင်းတော့မတွေ့ရင်ငါတွေ့တယ်ဟေးငါတွေ့တယ်ငါကြောက်တယ်အမလေးတရေနဲ့လူတွေနဲ့တွေ့ရတာဟဲ့ဘာရောဟဲ့နိဟဲ့လင်းစပကြီးအမလေးဖြေလို့မိုင်းဟဲ့ဘာကောင်းတော့ဟဲ့နေမကန်ငယ်ကျိုးဟဲ့ကြောက်တယ်ဟေးဖြေလို့မဟဲ့ငါဆိုင်ကိုလေတရေဒီမဟုတ်ဘူးဟိုမှာရေသမားပါလာဟေးမေးပြောဟိုမှာရေသမားလာပြီခါမျိုးသူ့ပေါ်ကိုကြည့်ရတာတခုခုပဲဟိုမှာအင်းကြီးရတယ်တွေးရဆုံးနေအဲ့ဒါဆိုတရေပဲမြင်ပိတ်တော့မလေးငါမတက်နိုင်ရမလေးနောက်လာပြီး6ချင်နာရမယ်အားကြည့်ကျမတို့ညံကောင်းလို့ဒီကိန်းစောညာနော်မလေးငါကြောက်ဒီကိန်းကညံကောင်းတဲ့သူဆိုရင်နိုင်တယ်တလားဟေးဆိုနည်းနည်းတော့အဲ့လိုမျိုးဘယ်လိုပြောရမလဲနည်းနည်းသိပြီးတော့မတွေးတဘူးဘလို့ဆော့မသိဘူးနော်ခုမှဆဆောဖွင့်ကြည့်မယ်ရှိသေးလားဟဲ့ဘာဖြစ်သွားတော့ဟဲ့ဒါဘာဖြစ်တော့မေးပြီးကြအောင်ဟဲ့ဘာနင်းကြလားမဟုတ်ပါမျိုးဖြစ်တာပါဟဲ့တခုပဲဟဲ့ဘာဖြစ်တယ်လို့ငါအပြင်းလည်းမထွက်ရဘူးငါတောက်တယ်အဲ့လိုမျိုးဟဲ့ဟိုမဘာရီတော့အဲ့ဒါဘာရီတော့ခဏငါကြည့်မယ်နော်ဟဲ့ကောင်းနေမလူတွေဟဲ့ခဏလူတွေဘာဖြစ်နေအပြင်းထွက်ပြီးကြည့်လိုက်မယ်ကောင်းနေမလူတွေငါတွေ့ရခဏနေတော့ခဏကြည့်လိုက်မယ်ပေါ့နော်ခုညငါတွေ့လိုက်တယ်ဟဲ့လောက်အောင်ဟဲ့ကောင်းနေမဘာရီတော့တရေနေတာဟာတရေတွေအများကြီးပဲဟဲ့လူတွေတင်းနေတာတီလူတွေလောင်းနေဟဲ့လူတွေလောင်းနေကောင်းနေမများပြီအမလေးငါကြောက်တယ်မြန်မီးကိုဝင်မအမလေးမဟုတ်ငါတို့ချိုးတတ်ထားရတော့မှာပဲဟဲ့တကားမင်းနဲ့ပေးအမလေးကျမညဘက်ကြီးငါတို့တရေလာချောင်းနေကြတာဒုက္ခပဲတကားမင်းနဲ့ပေးမှာဒါမျိုးကြီးလာမလုပ်ကြပါနဲ့လို့ကြောက်တယ်လို့ပါလို့နေကြပြီချင်းနဲ့ကဲရပြီလားမသိဖွင့်ကြည့်လိုက်မယ်ပေါ့နော်အမလေးတော်သေးတယ်ငါ့အမျိုးအဖုံလုံနေတာဟေးတရေတည်းနီလည်းမဟုတ်နဲ့ငါ့ချောင်းနေဟဲ့ဟိုမပါရုံဟဲ့အဲ့ဘာတူရုံဖားနေမှာတိကျကြည့်မယ်ဟဲ့ကောင်းစကြီးလားဖောက်တောင်ဘာကောင်းရုံအဲ့ဘာကောင်းရုံဟဲ့မေးပြောလူလားတရေလားမဲလိုက်သမားလားမဟုတ်ပါဟဲ့တရေဟဲ့အမလေးငါကြောက်တယ်ဟေးနင်နေပိအမလေးတရေအဲ့ဒါအမလေးငါဆိုင်နာကနေပြီနေပိမအမလေးတရေအဲ့ဒါတရေလူမဟုတ်ဘူးတရေဟဲ့ဒီချာကြည့်မယ်ဟိုဂျိုကြီးနဲ့ဟဲ့အနောက်မှာလူတွေခေါင်းနေနဲ့တရေပေါ့ဟဲ့မနေတော်သေးတယ်နောက်အဲ့လိုမျိုးလာမစားကြပါနဲ့လို့ငါကြောက်တယ်လို့ပါလို့တောင်းမှတ်ပါတယ်လို့နောက်ခါလည်းမလာပါနဲ့လားဟဲ့လောက်ကြပါဦးနာအသားနဲ့မပါရုံမေးပြေလို့မမပါငါကြောက်လိုက်တာအနုံခလာရုံဒီကရလေးလာဝဲသူတွေမှာဆိုလေတရေကတော်တော်များရဲ့တလားလူကတရက်နဲ့ရဘလောက်ပဲရှိရဲ့တော်လေးကိုတရေများတာတရက်ဒါမတူတော့လူလားတဟဲ့ဘာယုံပစကြီးဟဲ့လူကြမောင်သူပစကြီးပြင်းနေတယ်你တို့မြင်ကြလားငါမြင်တယ်你တို့မမြင်နေငါတို့အပြင်းနေထွက်ကြည့်မယ်ပေါ့နော်အမလေးအကိုတော့တရေမှန်ကျမတီးသွားပြီအခုတော့ပစကြီးကတော်တော်ကြီးအမလေးဟဲ့ငါကြောက်တယ်ဟဲ့ငါဆိုင်နေပြန်ဝင်ပြီးတော့ငါမြင်မြင်တကားဖိတ်မှဖြစ်မယ်သူ့ရုပ်ကြီးကိုငါကြည့်ရတာနည်းနည်းလန့်နေအမလေးတရေဒီများဟဲ့တော်တော်ချက်ဖို့ကောင်းတယ်လူရန်ဖန်စင်းနဲ့တရေဆိုတာသူတို့ပဲနေမှာဟာငါတချင်းဆိုတာမလူမလားတော့ကိုမျက်နှာကောင်သူရဲ့စနေကိုယ်တိုင်ရေကိုချရှာတယ်အရင်တော့ငါဟဲ့ဘာပြောဟဲ့မေးပြောဟဲ့အပွားနေလာတော့ဘလို့ဤတော့ကိုကဘလို့ဤတော့ကိုကြီးဟဲ့ငါကြောက်တယ်နော်ဟဲ့မင်းပြအဲ့ဒါတရေပဲနေမှာမလို့ရကြည့်အရှိကွယ်အမလေးစကင်ဝါတာဆိုတာသူပဲနေမှာရရှိနေဆိုရင်စကင်ဝါတာပဲဟာပြောရမလွယ်ဘူးကြည့်နေတာအမေတူကဘာဘောနော်ဘာလဲငါဘောနော်ငါပဲဟိုးဆက်ဖြစ်တယ်ပေါ့သူစင်းမယောင်းသေးဘူးပေါ့ဟဲ့မပြန်သေးဘူးကြီးရဲ့ဘာလို့မြန်တော့ငါဆိုင်ရှိမှာထွက်သွားကိုကြည့်ရင်ထွက်သွားငါလည်းလာမပတ်တယ်လည်းနင်းလည်းမဆိုင်နေတော်သေးပြန်သွားလို့ကြည့်ချင်မဟုတ်နောက်ကိတ်တော့မှာကဲဒီပွဲပြင်းတော့တော်ပြီပေါ့နော်ဟဲ့သူဆက်မဆွနိုင်တော့တော်ကြောက်နေပြီဒီမလေးဟုတ်တယ်ဒီမှာနှလုံးရွက်ပြီးတော့မဟဲ့ဘာရောဟဲ့တမင်းဒါလာလေးပြန်လည်းပြီးမေးချင်ဟဲ့တမင်းရေမလေးဟဲ့ဒီဘက်ကိုလဲလာလေဟဲ့လောက်ကြပါဦးဟဲ့တမင်းရေဘာလို့ကြတော့ဟဲ့ကြေးကြအောင်တမင်းရေမတက်ဒီပဲရက်ကုန်ပြီဟဲ့ဘာလို့ကြတော့ဟဲ့မျိုးလုံးကြီးနေနာပြီးတော့ဟဲ့ငါ့တိတ်တော့မှမသိဟဲ့လောက်ကြပါအောင်ကြေးကြပါအမလေးရေတော့ဖေတော့မလေးတော်ပြီဆမ်းဆော်တော့မလေးငါကြောက်တယ်တော်ပြီကဲဟေးဆိုရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတူအားလုံးကျေးဇူးတင်ပါတယ်ဟေးဆိုရဲ့ channel လေးကို like subscribe လုပ်ဖို့လည်းမမေ့ကြသေးပါဘူးမေးလို့အနေလို့ငါအိမ်ထိလာပြီးခဲအတီးနဲ့လာထုံးမှကြည့်နေလိုက်လိုဘက်တွေကိုရဲလည်းမစောက်ကြဘူးမြန်လေးလူချင်းတဲ့သူတွေစုတွေအတွက်ဒီမှာတော့ Telegram channel မှာတွားပြီးတော့မှယူလို့ရပါပြီအသေးစိတ်ကို Telegram channel မှာတွားမိနိုင်ပါလေအားလုံး